ထာဝရအသက်ကိုဖရာသခင်တပါးသည်ပဲပေးနိုင်ပါတယ်ထာဝရအသက်မိသူ၌ရှိပါသည်နည်းလို့မိကိုမေးတဲ့အခါမှာတော့ရှင်စွာဖျက်ရှင်ကြီးစုတော်ချီးမွမ်းပါတယ်ကျွန်တော်ကျမတို့အတူတူကစင်စင်ခွာယူနိုင်ဖို့ရတဲ့ထာဝရအသက်ဟူဒီကောင်းစဉ်အားဖြင့်အတူတူကခွာယူကြပါစို့တမန်ကျမ်းစာထဲမှာထာဝရအသက်နဲ့ဆိုင်ပြီးရှင်ယောဟန်ရေးထားတဲ့ကျမ်းစာဆောင်9ဆောင်ဖြစ်တဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းရှင်ယောဟန်ဩဝါဒစာပထမဆောင်ဒုတိယဆောင်တတိယဆောင်နဲ့ဗျာဒိတ်ကျမ်းတွေမှာကယ်တင်ခြင်းဝေါဟာရအစာအသက်တို့မဟုတ်ထာဝရအသက်လို့သုံးနှုန်းထားတာကိုမြင်တွေ့ရပါတယ်ထာဝရအသက်ဆိုတဲ့အတိတ်ပဲကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7အခန်းငယ်3မှာထာဝရအသက်ဟူမူကားမှန်သောဘုရားသခင်တဆူတည်းဖြစ်တော်မူသောကိုတော်ကို၎င်းစေလွတ်တော်မူသောယေရှုခရစ်ကို၎င်းတည်ကျွမ်းခြင်းတည်းလို့ဖော်ပြထားတာမြင်တွေ့ရပါတယ်ထာဝရအသက်ရဲ့အတိတ်ပဲကဘာလဲထာဝရအသက်ရဲ့အတိတ်ပဲကဘုရားသခင်တဆူတည်းဘုရားကိုတည်ကျွမ်းခြင်းနဲ့ခရစ်တော်ကိုတည်ကျွမ်းခြင်းစေလွတ်တော်မူသောခရစ်တော်ကိုတည်ကျွမ်းခြင်းဒီအရာကထာဝရအသက်ရဲ့အတိတ်ပဲဖြစ်တယ်ဆက်လက်ပြီးတော့မှတမန်ကျမ်းစာတော်မြတ်တစ်ပိုက်ကိုဖတ်လို့ပါတယ်ငါအမှန်ကန်ဆိုဒီကငါကိုယုံကြည်တော်သူဒီထာဝရအသက်ကိုရ၏ရှောခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်49မှာဖြစ်ပါတယ်ခရစ်တော်ကိုယုံကြည်တဲ့သူပဲထာဝရအသက်ကိုရရှိမှာဖြစ်ပါတယ်တမန်ကျမ်းစာတော်မြတ်နောက်တစ်ပိုက်ကိုထပ်ဖတ်လို့ပါတယ်ရှောခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်24ငါအမှန်ကန်ဆိုဒီကငါစကားကိုနားထောင်၍ငါကိုစေလွတ်တော်မူသောသူကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရသည်ဖြစ်၍ပြည့်စည်ခြင်းကိုမခံရတေခြင်းမှအသက်ရှင်ခြင်းတို့ကူးမြောက်သောသူဖြစ်၏ဖျားရဲ့စကားကိုနားထောင်မယ်အဖျားစီလို့ထားတဲ့သူကိုယုံကြည်မယ်ဆိုလို့ရှိရင်ထာဝရအသက်ကိုရရှိမှာပဲဖြစ်တယ်။ထာဝရအသက်ကိုရရှိခြင်းရဲ့အကျိုးကတော့အပြစ်စင်ခြင်းကိုမခံရဘူး။တေခြင်းမှာအသက်ရှင်ခြင်းတို့ကူးမြောက်တော်သူဖြစ်မယ်ဆိုပြီးမှဖော်ပြထားတာကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ်။ဒါကြောင့်မို့ဒီထာဝရအသက်ရဲ့အရာတွေပေါ့နော်ထာဝရအသက်ဆိုတဲ့အထိပ်ပင်နဲ့တဘောတဘာဝကိုကျွန်တော်ကျမတို့ကတည်ကျွမ်းမိဖြစ်တယ်ဆိုလို့ရှိရင်နောက်ကျမ်းစာတော်မြတ်တစ်ပိုက်ကိုပြန်ပြီးတော့မှကြည့်ဖို့ရအတွက်ရှိတယ်။ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး9အခန်းငယ်7နဲ့7ကိုပြန်ပြီးတော့မှဖတ်လို့လေတသက်ခံတော်မူချက်ဟူမူကားဘုရားသခင်သည်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍ထိုအသက်ဒီလဲတားတော်၌ပါ၏။တားတော်ကိုရတော်သူသည်အသက်ကိုရ၏။ဘုရားသခင်၏တားတော်ကိုမရတော်သူမူကားအသက်ကိုမရဆိုပြီးဖော်ပြတာမြင်တွေ့ရပါတယ်။ထာဝရအသက်ကိုဘယ်သူကပေးနိုင်တာလဲ။ကျွန်တော်တို့ပြန်ပြီးမှကြည့်တဲ့အခါမှာထာဝရအသက်ကိုဘုရားသခင်တပါးသည်ပဲပေးနိုင်ပါတယ်။ထာဝရအသက်မိသူ၌ရှိပါသည်နည်းလို့မိကိုမေးတဲ့အခါမှာတော့ထာဝရအသက်ခရစ်တော်၌ပဲရှိပါတယ်။ထာဝရအသက်ကိုမိသူရမလဲလို့မိကိုမေးလို့ရှင်တော့တားတော်ကိုရတော်သူသည်အသက်ကိုရ၏။တားတော်ကိုမရတော့သူမူကအသက်ကိုမရလို့ဖော်ပြထားတဲ့အတိုင်းပဲခရစ်တော်ကိုယုံကြည်တဲ့သူပဲဒီအရာကိုရရှိမှာဖြစ်ပါတယ်ခရစ်တော်ကိုမယုံကြည်တော့ထာဝရအသက်ကမရပါဘူးဒါကြောင့်မို့ကျွန်တော်ကျမတို့ရဲ့လူဘဝကိုပြန်ပြီးတော့မှကြည့်တဲ့အခါမှာလူသားတွေကနာတော်အဖြစ်လောဘဒေါသမောဟကိုအခြေခံပြီးတော့မှလှုပ်ဆောင်ကြတယ်အသက်ရှင်ကြတယ်တွားကြတယ်ပေါ့နော်ဒီအရာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကျမတို့ကဒီလောဘဒေါသတွေနောက်ကိုပဲလိုက်တဲ့အချိန်ကြတော့ကျွန်တော်ကျမတို့ရဲ့ဘုရားသခင်ဖန်ဆင်းတဲ့ကဘာကြီးမှာပျက်စီးတဲ့အရာတွေကိုပြန်ပြီးကြည့်မယ်ဆိုရင်လူလုပ်တဲ့အရာတွေပဲများနေတယ်ပေါ့နော်လူသားတွေအကြောင်းလူသားရဲ့အကျိုးစီးပွားတွေအကြောင်းမို့ဒီတဘာဝတရားကြီးပျက်စီးရတယ်တဘာဝတရားလူလုပ်တဲ့ဒီပတ်ဝန်းကျင်ပျက်စီးမှုတွေကိုကျမတို့ကရင်ဆိုင်နေရတယ်ဆိုတဲ့အရာကိုလည်းမြင်တွေ့ရပါတယ်ဒါတွေကဘာကြောင့်လဲဖခင်ရဲ့စကားကိုနားမထောင်ခြင်းရဲ့အကျိုးဆက်ပဲဖြစ်ပါတယ်ဖခင်အလိုတော်ရှိတဲ့အရာမဟုတ်ဘူးပေါ့နော်ဖခင်အလိုတော်အတိုင်းအသက်မရှင်တဲ့အတွက်ကြောင့်မို့ဒီအရာတွေကပေါ်ပေါက်လာတယ်ကျွန်တော်ကျမတို့ရဲ့ဝန်းကျင်မှာတွေ့မယ်ဆိုလို့ရှိရင်လည်းလောဘတွေဒေါသတွေမောဟတွေအကြားမှာပဲဒီမမြဲခြင်းသဘောကို
မြင်းအောင်ရှာဖွေနေတဲ့အရာတွေကိုလည်းမြင်တွေ့ရတယ်ပေါ့နော်လူသားတွေဖြစ်တဲ့အတွက်ကြောင့်မို့တေချင်းတရားဆိုတဲ့ဒီအရာကိုကျမတို့ကကူးဖျက်ရမှာပဲဖြစ်တယ်ဒီမကောင်းတဲ့အရာကိုမကောင်းတဲ့အရာနဲ့ဖြတ်တန်းနေမဲ့အစားပေါ့နော်ဖခင်ရဲ့အလိုတော်ကိုဝန်ခံပြီးတော့မှဖခင်အလိုတော်ရှိတဲ့အတိုင်းအသက်ရှင်ဖို့ရန်အတွက်ရှိပါတယ်ဆိုတဲ့အကြောင်းကိုဝေမျှလိုပါတယ်ဒါကြောင့်ကျမတို့အသက်ရှင်တဲ့အခါမှာအသက်ရှင်တဲ့ဖခင်ကိုရထားပြီးဖြစ်တဲ့ကြောင့်ထာဝရအသက်ကိုရပြီးဖြစ်တဲ့ကြောင့်မို့အခြားသူကိုတက်သေးခံပြီးတော့မှဝေမျှဖို့ရန်အတွက်ရှိပါတယ်ကိုယ်တိုင်လည်းအသက်တာအသက်မှာကျင်လည်ပြီးတော့မှဖခင်အလိုတော်ရှိတဲ့အရာကိုတင်နိုင်ပြီးတော့မှပုံသက်သေးကောင်းပြရင်အသက်ရှင်ကြပါစို့ရဲ့ဆိုပြီးမှတိုက်တွန်းခွန်အားပေးလိုပါတယ်အားလုံးပေါ်မှာဖခင်ကောင်းချီးပေးပါစေ